ကဘာပေါ်တွင်အထင်ရှားဆုံးနှင့်စိတ်ဝင်စားစရာအကောင်းဆုံးငှက်၅မျိုးနံပါတ်1ကရေးပြီးကောက်ဖီးစင်သူသည်တောက်ပသောအပြူနှင့်အစိမ်းရောင်မျက်လုံးပုံတံအဆက်ပြောက်များပါရှိသည့်မိခိုးရောင်နှင့်အညိုရောင်ကိုယ်ထဲအမွေးတောင်များကြောင့်ထင်ရှားပေါ်လွင်သည်သူကိုအိန္ဒိယမှအရှေ့တောင်အာရှအထိဆူဆွတ်သောတစ်တောများတွင်တွေ့ရှိရသည်နံပါတ်2ဝီစင်ဘတ် of paradise သူတွင်လှပသောရေညှိရောင်အပြာရောင်ကောင်းဆောင်စိမ့်လဲလဲရင်ဘတ်အမွေများနှင့်ဝက်ဥရိပုံစံကွေးနေသောအမီးအမွေးနှစ်ခုပါရှိသည်သူကိုအင်ဒိုနီးရှားနိုင်ငံရှိဝါဂီနှင့်ဘာဒန်နာကျွန်းငယ်လေးများတွင်သာတွေ့ရပြီးအထီးများသည့်အဖော်ရှာသည့်ကခုန်ကရန်တစ်တောကျမ်းပြင်ကိုတည်တည်တက်တက်ရှင်းလင်းထားတတ်ကြသည်နံပါတ်3ကဘောထရီကိုပန်းအထီးများတွင်အဖော်ရှာချိန်၌ဖောင်းကားလာပြီးအပြာရောင်နှင့်အနီရောင်တောက်ပသောအယောင်များကိုပြသနိုင်သည့်အရေးပြားအိပ်ပါရှိသည်လိမ္မော်ရောင်နောက်ခံတွင်အဖြူရောင်ဆက်ပြောက်များပါရှိပြီးတရုတ်နိုင်ငံတောင်ပိုင်းတောင်တော်များတွင်ကျဆားကနေရင်းဒေသများပျက်စီးမှုကြောင့်မျိုးသုံးရန်အနေနဲ့ရင်ဆိုင်နေရသည်နံပါတ်4ကကူသူသည်ငွေရောင်မိခိုးရောင်ကိုယ်ထဲနှင့်ဘေးအန္တရာယ်ကြုံလာသောအခါဖြန့်ကားပြတတ်သောရှည်လျားသည့်ခေါင်းမွေးကောင်းစွပ်ပါရှိသည်နယူးကယ်ဒိုနီးယားပစိဖိတ်ကျွန်းစုရှိဆိုးဆွတ်သောတစ်တောများတွင်သာကျဆားသည့်ပြန်တန်းနိုင်ခြင်းမရှိသောငှက်တစ်မျိုးဖြစ်သည်နံပါတ်5ဂရိတ်တာဆေးကရောက်အထီးများသည့်အဖော်ရှာသည့်အခါအဝါရောင်ရင်ဘတ်အိတ်နှစ်ခုကိုဖောင်းကားစေပြီးစူးကြုံပုံစံအမီးကိုဖြန့်ကားပူပေါင်းတန်ကဲ့သို့အတန်မျိုးထွက်ပေါ်စေသည်သူကိုမြောက်အမေရိကအနောက်ပိုင်းမြက်ခင်းပြင်များတွင်တွေ့ရပြီးထိုကေဟစနစ်ပျက်စီးဆုံးရှုံးမှုကြောင့်အရေးအတွက်မှာတိတိတသားလျော့နေလာနေသည်